လက်ရှိတော်လှန်ရေးမှာရောအနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးမှာပါအတူပူးပေါင်းဆောင်ရွက်နိုင်မှုအတွက် NUG ပါဝင်တဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာတော်လှန်ရေးအင်အားစုတွေတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ဒီရက်ပိုင်းနဲ့ဇက်တိုက်တွေ့ဆုံနေပါတယ်။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့အပေါ်မှာပဲထားပါတယ်ဘယ်သူလက်ထဲမှာမှထားလို့မရအောင်ကျွန်တော်ပူပေါင်းဆောင်ရွက်ကြတာပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကိုကံကြမ္မာကိုလက်ထဲထားပြီးတော့မူချင်းတူလဲလူတွေကြားမှာတော့ကျွန်တော်ပူပေါင်းဆောင်ရွက်နေရအဓိကပါဒီအကြောင်းနဲ့အတူပြင်သစ်နဲ့စပိန်နိုင်ငံတွေမှာမကြုံစဘူးကူးဆက်လောင်ကျွမ်းနေတဲ့တော်မီတွေအကြောင်းပါဝင်နောက်ဆုံးရသတင်းတွေတင်ဆက်ပေးမှာပါရှင်ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်းဘော်ဒိုမြို့စီကိုမကြုံစဘူးတော်မီတွေကူးဆက်ပြန့်နှံ့လာနေတာကိုအခုချိန်ထိမထိန်ချုပ်နိုင်သေးစေပဲရှိနေသေးတယ်လို့ပြင်သစ်မိသက်တပ်ဖွဲ့ကပြောပါတယ်။ဘော်ဒိုမြို့တော်ဝန်ကဖြစ်လာနိုင်မဲ့အခြေအနေတွေအတွက်သူ့အနေနဲ့ကြိုတင်ပြင်ဆင်မှုတွေလုပ်နေတယ်လို့ပြောပါတယ်။ဂျီရွန်ဒေတာမှာလောင်ကျွမ်းနေတဲ့တော်မီကြီးဟာပြင်သစ်နိုင်ငံတော်ဝန်လက်ရှိတောက်လောင်နေတဲ့တော်မီအများပြားတဲ့ကတစ်ခုဖြစ်ပါတယ်။လူ2,500,000လောက်နေအိမ်တွေစွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။အချက်တဲဆိုင်ရာအစိုးရရေးပေါ်အစည်းအဝေးပြီးမှပြင်သစ်ပြည်ထရေးဝန်ကြီးကဂျီရွန်ဒေတာတော်မီအခြေအနေဟာစိုးဝါးနေစေဖြစ်ပြီးဆုံးဖို့အခြေအနေမရှိသေးဘူးလို့သတိပေးခဲ့ပါတယ်။တခါစပိန်နိုင်ငံမှာလည်းတော်မီတွေကူးဆက်လောင်ကျွမ်းနေပြီးအခြေအနေတွေပိုဆိုးလာနေတဲ့နိုင်ငံအရှေ့ပိုင်းကာစတယ်လီယွန်ဒေတာကိုစပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်ချက်စ်တွားရောက်ကြည့်ရှုခဲ့ပါတယ်။နောက်ထပ်အပူလှိုင်းသစ်ထပ်မံကြုံတွေ့နေရတဲ့အတွက်တော်မီနှိမ့်သက်မှုတွေမှာခက်ခဲမှုတွေကြုံလာရနိုင်တယ်လို့ဝန်ကြီးချုပ်ကသတိပေးခဲ့ပြီးအကြီးအကျယ်သတိထားနေကြဖို့တိုက်တွန်းခဲ့ပါတယ်။အဲ့ဒီမှာလောလောဆယ်လူ16,000 ကျော်လောက်ကိုနေအိမ်တွေကနေဘေးကင်းရာဖယ်ထုတ်ထားခဲ့ရပြီးဖြစ်ပါတယ်။တနင်္ဂနွေနေ့တုန်းကလည်းစပိန်နိုင်ငံသမိုင်းမှာအကြီးမားဆုံးဖြစ်တဲ့မက်ဒရစ်မြို့တော်နာကတော်မီလောင်ကျွမ်းနေတဲ့နေရာစီမစ္စတာဆန်ချက်စ်တွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲ့ဒီမှာလည်းလူ9,000 ကျော်လောက်နေအိမ်တွေကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်ရှင်။အိန္ဒိယနိုင်ငံမှာပညာရေးဝန်ကြီးနှုတ်ထွက်ပေးခဲ့ရတဲ့ဆန္ဒပြမှုတွေကိုဥဆောင်နေတဲ့လူငယ်အဖွဲ့ကဆန္ဒပြသူတွေအပေါ်ရဲကအရေးယူမှုတွေမလုပ်ရေးသဘောတူထားချက်အပေါ်အစိုးရအနေနဲ့ချိုးဖောက်မှုလုံးဝရှိမရှိဆိုတာကိုစောင့်ကြည့်နေတယ်လို့ပြောပါတယ်။ဘီဟာအနောက်ဘင်္ဂလားနဲ့အာသန်လိုပြည်နယ်တွေမှာအဖမ်းခံထားရတဲ့ကျောင်းသားရာပေါင်းများစွာကိုပြန်မလွှတ်သေးပေပဲနောက်ထပ်ကျောင်းသားရာနဲ့ချီနှောက်ယှက်ဟန်တာခံနေကြရဆဲပဲလို့ဆိုပါတယ်။ဆမ်မီဝဲမြေကုန်းတွေပေါက်ကြားခဲ့မှုနဲ့တခြားလုံထုံးလုံနည်းမညီမှုတွေကြောင့်နိုင်ငံတော်ကန့်ကွက်ဆန္ဒပြမှုတွေကို CJP ပိုးဟတ်ပါတီကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဆန္ဒပြသူတွေပေါ်အဖြစ်ပေးရေးယူတာမျိုးလုံးဝမလုပ်ပါဘူးဆိုတာကိုအစိုးရကအာမခံပြောကြားထားတယ်လို့ပိုးဟတ်ပါတီကပြောပါတယ်ရှင်။ဆူဒန်နိုင်ငံမှာ RSF လက်နက်ကိုင်တပ်ဖွဲ့တွေသိမ်းပိုက်ထားတဲ့မြောက်ကော်ဒိုဖန်ပြည်နယ်ရဲ့မြို့တော် Obid မြို့နဲ့ပေါင်းကူးထားတဲ့အရေးပါတဲ့အဝေးပြေးလမ်းမကြီးတစ်ခုကို2 ရက်ကြာတိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပြီးစစ်တပ်ကအပြည့်အဝပြန်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီလို့ပြောပါတယ်။ကီလိုမီတာ350ရှည်လျားတဲ့အဲ့ဒီအဝေးပြေးလမ်းမကိုပြည်တွင်းစစ်စခဲ့တဲ့2023ခုနှစ်ဧပြီလကတည်းကစလို့ RSF လက်နက်ကိုင်တပ်ဖွဲ့တွေကထိန်းချုပ်ထားခဲ့တာဖြစ်ပါတယ်။ RSF လက်နက်ကိုင်တွေထွက်ပြေးသွားပြီဖြစ်တဲ့အတွက်အဝေးပြေးလမ်းမတစ်လျှောက်မှာရှိတဲ့မြို့ရွာတွေလည်းသူတို့လက်အောက်ကလွတ်မြောက်ခဲ့ပြီလို့စစ်တပ်ပြောခွင့်ရသူကပြောပါတယ်။လမ်းတွေပိတ်ဆို့ခံထားရတဲ့အတွက်လူ9 သိန်းလောက်ပိတ်မိနေတဲ့ El Obid မြို့ကို RSF တပ်ဖွဲ့က drone တွေနဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေပြီးလူသားချင်းစာနာမှုဆိုင်ရာကပ်ဘေးကြီးနဲ့ရင်ဆိုင်ရပွဲရှိတယ်လို့ကုလသမဂ္ဂအဖွဲ့ကသတိပေးထားပါတယ်။ပဋိပက္ခစစ်ပွဲတွေစတင်ခဲ့ချိန်ကတည်းကစလို့လူ4 သိန်းလောက်အသက်ဆုံးရှုံးခဲ့ရပြီး14 သန်းကျော်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်ရှင်။တောင်ကိုရီးယားနိုင်ငံမှာ2022ခုနှစ်မဲဆွယ်ကာလအတွင်းရွေးကောက်ပွဲစည်းမျဉ်းချိုးဖောက်မှုနဲ့သမ္မတဟောင်းယွန်ဆွတ်ယိုကိုဆိုင်းငံ့ထောင်ဒဏ်18 လတရားရုံးကချမှတ်လိုက်ပါတယ်။သူဟာမဲဆွယ်စည်းရုံးစဉ်ကာလအတွင်းမဟုတ်မမှန်တင်ပြပြောဆိုတာတွေလုပ်ခဲ့မှုနဲ့ပြစ်မှုထင်ရှားကြောင်းတရားသူကြီးကဆုံးဖြတ်ခဲ့ပါတယ်။ယွန်ဆွတ်ယိုဟာ2024ခုနှစ်ဒီဇင်ဘာလကစစ်အုပ်ချုပ်ရေးဥပဒေကြေညာခဲ့မှုနဲ့ဆက်နွယ်ပြီးနိုင်ငံတော်ပုန်ကန်မှုစွဲချက်နဲ့တသက်တကြွကြခံနေရတာဖြစ်ပါတယ်။တကယ်လို့ရွေးကောက်ပွဲစည်းမျဉ်းချိုးဖောက်မှုတရားရုံးဆုံးဖြတ်ချက်ကိုယူခံတာရှုံးနိမ့်ခဲ့မယ်ဆိုရင်ယွန်ဆွတ်ယိုရဲ့ပါတီဟာနိုင်ငံတော်ရွေးကောက်ပွဲကော်မရှင်ကပေးခဲ့တဲ့ရွေးကောက်ပွဲကုန်ကျစရိတ်ဒေါ်လာ28 သန်းကျော်ကိုပြန်ပေးရဖို့ရှိနေပါတယ်ရှင်။ဖိလစ်ပိုင်နိုင်ငံမှာသမ္မတဖာဒီနန်မာကိုစ်နိုင်ငံတော်မိန့်ခွန်းပြောကာနီးနိုင်ပိုင်းအလိုမှာပဲ
မနီလာမြို့မှာဘုံဖောက်ခွဲမှုလို့ယူဆရတဲ့ဖြစ်ရပ်နှစ်ခုကိုရဲတွေကစုံစမ်းစစ်ဆေးနေပါတယ်။တရားရေးဌာနအဆောက်အုံနားမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့စီနိတ်လွတ်တော်နားမှာလည်းဖောက်ခွဲပစ္စည်းတစ်ခုကိုရှာဖွေတွေ့ခဲ့ပြီးဘေးရန်ကြီးကင်းကင်းနဲ့စနက်တံဖြုတ်တားဆီးနိုင်ခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရသူရှိတယ်ဆိုတဲ့သတင်းမျိုးတော့မကြားရပါဘူးရှင်။ကွန်ဂိုနိုင်ငံအနောက်ပိုင်းမှာပါရန်ကိုစွမ်းအင်ကုမ္ပဏီရဲ့ရေနံထုတ်လုပ်မှုလုပ်ငန်းတွေကြောင့်ဒေသခံအတိုင်းဝိုင်းပေါ်အန္တရာယ်တွေကြာရောက်လာနိုင်တယ်လို့ Human Rights Watch လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောပါတယ်။ရေနံတွေယိုစိမ့်လာမှုတွေကြောင့်မူအန်ဒါဒေသကမြစ်ချောင်းတွေနဲ့မြေစီလွှာတွေညစ်ထေးကုန်ပြီးဓာတ်ငွေ့မီးတွေနဲ့စွန့်ပစ်ပစ္စည်းမီးရှို့မှုတွေကြောင့်အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေပြုတ်အံနာတာရှည်ချောင်းဆိုးတာတွေဖြစ်လာနေကြတယ်လို့ဆိုပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။သောတာရှင်များရှင်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပါဝင်တဲ့ Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဟာအာရခတ်တပ်တော် AA ပါဝင်အညာဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေယူနစ်အစိုးရလွှတ်တော်တွေနဲ့ပါဒီရက်ပိုင်းနဲ့ဇက်တိုက်တွေ့ဆုံနေပါတယ်ဒီအကြောင်းကိုဝေဖြိုးကပြောပြပါပါFederal Democracy ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ SCEF ဟာတိုင်းရင်းသားဖွဲ့တွေဖြစ်ကြတဲ့မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP-AD ပိုအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့အာရခတ်တပ်တော် AA တို့နဲ့သာမကဒေသခြေစိုက်ကာဝေးအဖွဲ့တွေနဲ့ဖွဲ့ထားတဲ့ຫນွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA စတဲ့အဖွဲ့တွေနဲ့အခုလာထဲမှာဇက်တိုက်တွေ့ဆုံနေပါတယ်လက်ရှိတော်လှန်ရေးကိုရောအနာဂတ်ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးမှာပါဥဆောင်မှုကဏ္ဍအတွက်ရည်ရွယ်ပြီးပါဝင်တဲ့အင်အားစုတွေပူးပေါင်းလာကြဖို့ဆွေးနွေးနေတာဖြစ်တယ်ဆိုပြီးဆွေးနွေးပွဲတွေအကြောင်းအနီးကပ်သိရှိတဲ့သတင်းရင်းမြစ်တူက BBC ကိုပြောပါတယ်တပ်ပေါင်းစုဆိုတာလည်းကိုပိုးကျပြတ်တဲ့ဥဆောင်မှုတွေစ조사နေတာလို့လည်းဆိုပါတယ်ပိုအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ဥက္ကဋ္ဌခွန်မြင့်ထွန်းကတော့ကွဲလွဲချက်တွေရှိနေသေးတာကြောင့်ဘလို့မှုကိုကင်ဆွဲပြီးတိုင်းပြည်ကိုထူထောင်မလဲဆိုတာကိုတော်လှန်ရေးအင်အားစုတွေကြားထဲမှာညှိနှိုင်းရမှာဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်တို့အပေါ်မှာပဲထားပါတယ်ဘယ်သူလက်ထဲမှာထားလို့မရအောင်ကျွန်တော်ပူပေါင်းဆောင်ရွက်ကြတာပဲရှိပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ကိုကံကြမ္မာကိုလက်ထဲထားပြီးတော့မူချင်းတူလဲလူတွေကြားမှာတော့ကျွန်တော်ပူပေါင်းဆောင်ရွက်နေရအဓိကပါအာရခတ်တပ်တော်နဲ့ SCEF တွေ့ဆုံချိန်မှာလက်ရှိနိုင်ငံရေးအခင်းအကျင်းနဲ့ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်တွေကိုပုံမှန်လင်းလင်းဆွေးနွေးခဲ့တယ်ဆိုပြီး SCEF ဘက်ကထုတ်ပြောထားပါတယ်AA ရဲ့သဘောထားကိုသိရဖို့ BBC ကဆက်သွယ်နေစေဖြစ်ပါတယ်မွန်ပြည်သစ်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေး NMSP-AD ရဲ့မဟာမိတ်ဆက်ဆံရေးတာဝန်ခံနိုင်ပညာမွန်ကတော့ NMSP-AD အနေနဲ့ SCEF ထဲမှာပါဝင်ဖို့ပေါ့နော်သဘောထားကတော့ချထားပြီးပေါ့လေသို့တော့လုပ်ငန်းရာကျွန်တော်မှနည်းနည်းညှိနှိုင်း procedure ရဆွေးနွေးညှိနှိုင်းရသေးတဲ့အနေအထားမျိုးတော့ရှိပါတယ်SCEF စတင်စုဖွဲ့မှုမှာပါဝင်တဲ့ KIO, KNPP, CNF, KNU နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဟာအာဆီယံအလှည့်ကျဥက္ကဋ္ဌဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံသားရေးဝန်ကြီးလည်းဖြစ်မြန်မာ့အရေးအာဆီယံအထူးတန်လည်းဖြစ်တဲ့ Trisa Lazaro နဲ့အခုဇူလိုင်လဒုတိယပတ်တုန်းကထိုင်းနိုင်ငံပတ်တရားမှာတွေ့တာတွေအွန်လိုင်းကနေတွေ့တာတွေကိုတိကျစီပြုလုပ်ထားပါတယ်မြန်မာနိုင်ငံကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားမှာတူညီတဲ့သဘောထားရည်တည်ချက်တစ်ခုမရရှိသေးပေမဲ့စ조사ဆောင်ရွက်နေကြပြီးနောက်ဆုံးမှာတော့ဆွေးနွေးပွဲတွေစတင်နိုင်မဲ့အခြေခံသဘောတူညီချက်တစ်ရပ်ကိုရှာဖွေနိုင်ကြလိမ့်မယ်လို့မျှော်လင့်တဲ့အကြောင်းထိုင်းနိုင်ငံသားရေးဝန်ကြီးကဇူလိုင်15ရက်သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်အဲဒီနောက်မှာတော့ SCEF နဲ့တော်လှန်ရေးအင်အားစုတွေကြားအခုလိုတွေ့ဆုံစကားပြောတာတွေဇက်တိုက်ရှိလာတာဖြစ်ပါတယ်ခင်ဗျာသောတရှင်များရှင်ထိုင်းစစ်အစိုးရလက်ထက်မှာတရားရေးဝန်ကြီးဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးဟောင်းပိုင်မွန်ခွန်ချာရာနဲ့ထိုင်းရဲတပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပါတဲ့ကိုယ်စားလှယ်အဖွဲ့ဟာနေပြည်တော်အစိုးရရဲ့အတိုင်းအမြံကောင်စီအပါအဝင်ပြည်ထရေးဝန်ကြီးနဲ့အဖွဲ့ကိုပြီးခဲ့တဲ့ရက်ပိုင်းကလာရောက်တွေ့ဆုံခဲ့ပါတယ်။ထိုင်းဘက်ကသူတို့အလိုရှိသူတွေကိုဖမ်းဆီးပေးနိုင်ဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။အလားတူမြန်မာဘက်ကလည်းတောင်းဆိုမှုတွေရှိသလိုထိုင်းမြေကတော်လှန်ရေးအဖွဲ့တွေအပေါ်လည်းတက်ရောက်မှုတွေရှိလာမှာကိုစိုးရိမ်နေကြပါတယ်။ကိုမိုးမြင့်ကပြောပြမှာပါ။ထိုင်းရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရမြန်မာနိုင်ငံထဲမှာခိုးလုံနေတဲ့ထိုင်းဘက်ကအလိုရှိတဲ့မူရစ်စေဝါဂိုင်းတွေရဲ့ကောင်းဆောင်တွေကိုဖမ်းဆီးရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ဖော်ပြပါတယ်။ဒါ့အပြင်ထိုင်းကတင်သွင်းတဲ့ကုန်ကျန်းတွေကိုစက်ရုံတွေမှာအမှန်တကယ်အသုံးချမှုရှိမရှိစစ်ဆေးပေးဖို့
ခိုးသွင်းတဲ့ဓာတုကုန်ကြမ်းတွေပိတ်ဆို့တားမြစ်ရမှာကူညီဖို့ကိုလည်းထိုင်းဘက်ကတောင်းဆိုခဲ့တယ်လို့သိရပါတယ်။မြန်မာဘက်ကတော့မူရစ်စေဝါတားဆီးနှိမ်နင်းရေးတင်နန်းပို့ချတာအဲ့ဒါနဲ့ဆိုင်တဲ့ကိရိယာပစ္စည်းတွေကူညီထောက်ပံ့ဖို့စတာတွေကိုတောင်းဆိုခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ဘက်ကထုတ်ပြန်ပါတယ်။နေပြည်တော်ဘက်ကတော့အခုတွေ့ဆုံတဲ့အကြောင်းအရာကိုထုတ်ပြန်တာမရှိသေးပါဘူး။ဒါပေမဲ့စစ်တပ်သတင်းတွေကိုရရှိနေသူတချို့ကတော့ထိုင်းမှာခြေစိုက်တဲ့တော်လှန်ရေးအင်အားစုတွေကအလိုရှိသူတွေကိုဖမ်းဆီးပေးရေးမြန်မာပြည်ထောင်စုဝန်ကြီးဘက်ကတောင်းဆိုခဲ့တယ်လို့ပြောကြပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးစီရီယန်ဗိုလ်ကြီးစင်ရောကသူရရှိထားတဲ့သတင်းနဲ့အခြေအနေအပေါ်အခုလိုသုံးသပ်ပြောဆိုပါတယ်။ထိုင်းကရဲချုပ်နဲ့ပေါ့နော်တာဝန်ရှိတဲ့သူတွေခရီးစဉ်မတိုင်ခင်ကတည်းကကျွန်တော်တို့စစ်ထောက်လိုင်းရေးဘက်ကသတင်းရထားတာရှိတယ်။ထိုင်းရောအိန္ဒိယမှာရောကျွန်တော်တို့ဒီစစ်တပ်ဘက်ကအလိုရှိနေတဲ့သူတွေကိုဖမ်းဆီးပေးဖို့ဆိုတဲ့အနေအထားမျိုးတွေသူတို့တွေလှုပ်ဖို့ကြိုပြီးတော့ပြင်ထားတာကြားသိရတယ်။ထိုင်းရောအိန္ဒိယရောနှစ်နိုင်ငံလုံးမှာရောက်နေတဲ့အာဏာသိမ်းတာကိုစန့်ကျင်နေတဲ့အဖွဲ့တွေကိုသူတို့ဖြည်းဖြည်းချင်းနည်းနည်းပေါ့နော်ထိုင်းဘက်ကလည်းသဘောတရားရတော့တယောက်စနှစ်ယောက်စလောက်ပြမဲ့အနေအထားမျိုးရှိတယ်လို့မှန်းဆရတယ်။နိုင်ငံလူကြီးပိုင်းတွေ့ဆုံပြီးဖိအားပေးတာတွေရှိနေပေမဲ့ထိုင်းနိုင်ငံရောက်တော်လှန်ရေးအင်အားစုတွေရဲ့မြေပြင်အခြေအနေကို CDM ဗိုလ်မှူးတင်လင်းအောင်ကအခုလိုရှင်းပြပါတယ်။တချို့သောအောက်ရှိဝန်ထမ်းတွေကကျွန်တော်တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့မှဒီနိုင်ငံကြီးကမတရားလို့သူတို့တွေကဒီဘက်မှာလာပြီးတော့မှဒီလိုတွေလုံနေရတာပါလားဆိုတဲ့ဟာကိုနားလည်ခွင့်လုပ်ပေးတဲ့လူတွေလည်းရှိပါတယ်ပေါ့နော်။ဒါကြောင့်မို့လို့ pressure ရမ်းပေးတိုင်းတော့လေထိရောက်မလားဆိုလည်းမထိရောက်ပါဘူးဒါပေမဲ့မင်းအောင်လိုင်းတို့ pressure ပေးတိုင်းသာထိုင်းနိုင်ငံလိုက်လို့မယ်ဆိုရင်တော့ကျွန်တော်တို့အတွက်တော့တရားမှုတွေအများကြီးရှိနေမှာဗျာအဲ့ဒီထိုင်းကိုယ်စားလှယ်အဖွဲ့နေပြည်တော်ကိုမလာခင်ဇူလိုင်လ22ရက်နေ့မှာထိုင်းနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲနဲ့အဖွဲ့ကိုအမေရိကန်ပြည်ထောင်စု Federal စုံစမ်းစစ်ဆေးရေးအဖွဲ့ FBI ညွှန်ကြားရေးမှူး Mr. Kash Patel ကထိုင်းနိုင်ငံမှာတွားရောက်တွေ့ဆုံခဲ့ပါတယ်အဲဒီတုန်းကလည်းထိုင်းပါဝင်ဒေသရင်းနိုင်ငံတွေနဲ့အမေရိကန်တို့ကြားဆွေးနွေးတဲ့အထက်မှာမူရစ်စေဝါရောင်းဝယ်ဖောက်ကားမှုလူကုန်ကူးမှုစိုက်ဘာရာဇဝတ်မှုငွေကြေးခွာချမှုနဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုနောက်ပြီးနိုင်ငံတကာရာဇဝတ်ကိုင်းတွေအရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စရပ်တွေပါဝင်ပါတယ်NUG ရဲ့မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတာဝန်ခံဦးဝနအောင်ဖမ်းဆီးခံရပြီးနောက်မှာတိုင်းတွင်းလှုပ်ဆောင်ရမယ့်စစ်စင်ရေးရပ်တန့်နေတယ်လို့မန္တလေးတိုင်းပကဖအဖွဲ့ကပြောပါတယ်2020ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်ဦးဝနအောင်ကို NDAA မိုင်းလာအဖွဲ့ကဖမ်းဆီးပြီးစစ်တပ်စီလွှဲပြောင်းလိုက်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်မတ်စန္ဒာဝင်းကပြောပြမှာပါNUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမန္တလေးတိုင်းတာဝန်ခံဦးဝနအောင်ဟာပြီးခဲ့တဲ့ရက်ပိုင်းကမိုင်းလာနယ်မြေမှာဖမ်းဆီးခံလိုက်ရတယ်လို့မန္တလေးတိုင်းပကဖအဖွဲ့ဝင်ကပြောပါတယ်။သူဟာတာဝန်နဲ့မဟုတ်ဘဲခီးသွားနေချိန် NDAA မိုင်းလာဒေသရှမ်းပြည်နယ်အထူးဒေသ၄မှာဇူလိုင်23ရက်နေ့ကအဖမ်းခံလိုက်ရတာလို့လည်းအဲ့ဒီပကဖအဖွဲ့ဝင်ကဆိုပါတယ်။ဦးဝနအောင်ရဲ့ဇနီးဖြစ်သူကိုရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံဘက်မှာစစ်တပ်ကဖမ်းဆီးခဲ့ပြီးသူ့ရဲ့နေရာကိုတည်သွားတာကြောင့် NDAA မိုင်းလာအဖွဲ့ကိုဖမ်းဆီးခိုင်းတာဖြစ်နိုင်တယ်လို့စီရင်နဲ့နှိစက်သူတွေကပြောပါတယ်။လက်ရှိအချိန်မှာစစ်စင်ရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရပ်နားထားရတယ်လို့မန္တလေးတိုင်းပကဖအဖွဲ့ဝင်တယောက်ကအခုလိုရှင်းပြပါတယ်။ဒီလုပ်မဲ့ရှစ်လာမဲ့လုပ်ငန်းစဉ်ကြီးအများကြီးပြည့်ရတဲ့အနေအထားလောက်ထိကိုဖြစ်သွားနိုင်တယ်ပေါ့။အမျိုးရေးပိုင်းဆိုင်ရာကတေချာဘောကလို့လက်ရှိတက်တည်တက်လုပ်ထားတဲ့နေရာတွေကနေပြီးတော့ရွှေပြောင်းတောင်နေရာချတာကြီးပါပြီးတော့လုံးဝတော့မဟုတ်။စစ်စင်ရေးလည်းရက်တော့တချို့ဟာပြီးတော့ရက်နိုင်တော့ဦးဝနအောင်ကို NDAA ကဖမ်းဆီးပြီးစစ်တပ်စီလွှဲပေးလိုက်တယ်ဆိုတဲ့အပေါ် BBC အနေနဲ့တိကျအတည်မပြုနိုင်သေးပါဘူး။ဒီအပေါ်တုံ့ပြန်မှုရဖို့ NDAA မိုင်းလာအဖွဲ့ဘက်ကိုစ조사ပေမဲ့ဆက်သွယ်လို့မရသေးပါဘူး။ NUG ရဲ့ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူကိုမေးမြန်းခဲ့ပေမဲ့လည်းအကြောင်းပြန်ဖြေဆိုခြင်းမရှိပါဘူး။ NUG သတင်းနဲ့ပြန်ကြားရေးဘက်ကတော့ဒီအပေါ်အတည်မပြုနိုင်သေးဘူးလို့အကြောင်းပြန်ထားပါတယ်။ဒါနဲ့ပတ်သက်လို့ NUG လက်အောက်ခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုရဲ့ဦးဆောင်သူတယောက်ပြောတာကိုလုံခြုံရေးအရာတန်စားတို့ဖတ်ထားပါတယ်။ကိုနာကြီးကတာဝန်နဲ့သွားတာမဟုတ်ဘူး။တာဝန်နဲ့ဆိုကိုကမဖမ်းဘူး။သူ့မျိုးသမီးရတဲ့ဆင်ဖတ်ခိုင်းတယ်ဆိုတာကလည်းစစ်တပ်ဘက်ကပြောပဲ။မိုင်းလာမှာတစ်ဖက်ကိုလှည့်ပြောင်းပေးလိုက်တယ်ဆိုတာကအတည်ပြုဖို့တော့ခက်နေတယ်။ NDAA ဘက်တီးတဲ့သူလှမ်းမေးကြည့်တော့လေဖြစ်စင်မရှိဘူးလို့ပြောနေတယ်။အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကိုတော်လှန်သူတချို့ဟာ NDAA မိုင်းလာအဖွဲ့ထိန်းချုပ်တဲ့ရှမ်းပြည်နယ်အထူးဒေသ၄ဘက်ကိုလည်းပြောင်းရွှေ့နေထိုင်တာတွေရှိပါတယ်။စစ်တပ်နဲ့အပြစ်ရဲ့လက်မှတ်ထိုးထားတဲ့ NDAA အဖွဲ့ဟာတော်လှန်ရေးအဖွဲ့တွေကိုတိုက်ဖို့အစီအစဉ်မရှိဘူးလို့စစ်အာဏာသိမ်းပြီးနောက်ပိုင်းပြောဆိုထားခဲ့ပူးပါတယ်။